နီးကိုဒီထောင်းကနေပြီးတော့လေတပိကန်ပုံလေးခောက်ပြီးသွားလို့ရှိရင်သူတို့အဲ့အလဲမှာတက်တက်ချဆက်မှာသူတို့ဒီခေါင်းလေးလုံအောင်လို့လေလက်လေးလုံးသာလောက်ကလေးဒီခေါင်းလေးမှာချန်ဒီကြောက်လို့ရှိရင်ခေါင်းလေးကိုဒီလိုမျိုးလေးအုပ်မယ်ညသူတို့ရဲ့ဒီအနီးစာလေးကိုသူတို့နားနာကိုဆွဲလိုက်မယ်ဒီလိုလေးကတ်နေအောင်ဆွဲအဲ့လာအနီးကမပွားဒီလိုလေးကတ်နေအောင်ဆွဲပွားလို့ရှိရင်သူတို့လက်ကလေးတွေအလိုက်တင်လေးပဲအရင်မလုံးတော့ကလေးတွေအယိုးနူသေးရောလေအလိုက်တင်လေးဆွဲဆက်ပြီးသွားလို့ရှိရင်ဒီမှာကြံခဲ့တဲ့အနီးစာကိုပြန်ပြီးသူတို့ရဲ့ရေဘက်ကလေးပွားနေပြီးတော့ပြန်ဖိပြီးဆွဲမှာဒီဘက်ဘေးတွေကိုရအောင်ထည့်ဒီမှာ6ရောက်ကြဒီဒူးစစ်လေးကကိုင်ဒူးစစ်လေးကနေပြီးဖြည်းဖြည်းလေးဆက်ပြီးတော့လူကြီးရဲ့ဒီလက်ဖက်နှောင်လေးနဲ့လေလက်ဖက်နှောင်လေးနဲ့သူတို့6လောက်ကလေးကိုဆန်ပြီးထိန်းထားပေါ်လို့ချင်းဒီမှာပိုတဲ့အောက်ကပိုတဲ့အနီးစာကိုပြန်ပြီးတော့ပြန်ဆွဲတင်မယ်တင်တဲ့အချိန်မှာသူတို့ဒူးကောင်းလေးကိုဒီဘက်လက်ကနေပြီးတော့ပြန်ပြီးတော့ဖိပြီးထိန်းထားမဟုတ်လို့ချင်းသူတို့ကန်တာနဲ့ပြန်ပြီးတော့အနီးကပြဲ့သွားလေနော်သမီးတီးလို့လားသမီးလေးတီးလို့နားထောင်နေပြီးဒီဘက်လက်ကလေးကိုဘေးလေးကိုကတ်ပြီးလူကြီးလက်တွေကြကြီးရလေဒူကောင်းရဲ့လက်ကိုတခါတည်းထင်းဒီမလို့ရှင်ဒီဘက်လေးကိုဒီဘက်ကအနီးကိုဟိုဘက်ကအတိုင်းပဲပြန်ပြီးဆွဲမယ်ဒီမှာကြံခဲ့တဲ့အနီးကိုသူတို့ပြန်ပတ်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာတခါတည်းဒါလေးကိုတောင်ချိုးနော်တောင်ချိုးပြီးတော့ဟိုဘက်ကိုဆွဲတဲ့အချိန်မှာတခါတည်းလက်ကလေးနဲ့တခါတည်းထိန်းလိုက်6လောက်တွေလက်တွေပြန်ယုံပြီးတော့ဒီမျိုးတို့အနှီးပြန်ပွားပါမှာဆိုလို့ပြီးလို့ရှိရင်ဒီလိုလေးခွေလိုက်ပါဒီနော်ဒီတိုင်းလေးထည့်ပြီးကြပါပြီ